ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမြန်မာဘောလုံးပွဲချုပ်ဟာမြန်မာလက်ရွေးစင်ယူနဆက်နဲ့မြို့သားဘောလုံးတွေရဲ့နီးပြဖြစ်တဲ့ဂျပန်လူမျိုးနီးပြကိုဆာကီနဲ့နှုံးတစ်ဖက်သဘောတူညီမှုရယူပြီးတော့စာချုပ်ဖြတ်သိမ်းလမ်းခွဲလိုက်ပြီးလို့သိရှိရပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်ဒီယူနဆက်နဲ့မြို့သားဘောလုံးအသင်းရဲ့နီးပြဖြစ်တဲ့ကူရိုဆာကီဟာစာချုပ်တက်တန်းပြေဖို့တလားခွဲလိုလောက်မှာအသင်းနဲ့လမ်းခွဲသွားခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံဘောလုံးပွဲချုပ်ဟာနီးပြကူရိုဆာကီကို2025ခုနှစ်ဖေဖော်ဝါရီလတုန်းကတနစ်တက်တန်းစာချုပ်နဲ့အသင်းအတွက်ခေါ်ယူခဲ့တာဖြစ်ပါတယ်ခင်ဗျာအခုတော့စာချုပ်တက်တန်းအပြည့်ကင်တလားခွဲလိုလောက်မှာနှုံးနှစ်ဖက်သဘောတူညီမှုရရှိပြီးတော့လမ်းခွဲဖြတ်သိမ်းလိုက်တာဖြစ်ပါတယ်ခင်ဗျာနီးပြကူရိုဆာကီလက်ထက်မှာမြန်မာလက်ရွေးစင်ယူနဆက်နဲ့မြို့သားအသင်းကဘာလို့တောင်းမှမရှိခဲ့ဘူးလို့ပြောရပါလိမ့်မယ်ခြေစမတ်ဆိုင်အရာလည်းကျင်းတဲ့ဆရာမကောင်းခဲ့ဘူးရလည်းရလည်းတိုးတောင်းမရှိခဲ့ဘူးခင်ဗျာသူ့လက်ထက်မှာမြန်မာလက်ရွေးစင်ယူနဆက်နဲ့မြို့သားဘောလုံးအသင်းကနိုင်ငံတကာပွဲစဉ်စုစုပေါင်း14ပွဲကစားခဲ့တယ်အဲ့14ပွဲမှာနိုင်ပွဲတစ်ပွဲမှမရှိခဲ့ဘူးသေ5ပွဲရတယ်ရှုံးပွဲ9ပွဲတောင်ရှိခဲ့တယ်ခင်ဗျာပြီးခဲ့တဲ့စီးကင်းပြိုင်ပွဲမှာဆိုရင်အုပ်စုတွေ2ပွဲကစားတယ်2ပွဲလုံးအရှုံးရလာတယ်ပဲရင်ဆိုင်ခဲ့ရပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်ယူနဆက်နဲ့မြို့သားဘောလုံးအသင်းကိုနီးပြကူဆာကီကစီးကင်းပြိုင်ပွဲမစခင်မှာဂျပန်နိုင်ငံစီကိုခေါ်ယူသွားပြီးတော့စကန်သွင်းလေ့ကျင့်ခဲ့တယ်အဲ့လိုစကန်သွင်းလေ့ကျင့်တာမှာရှေ့ဆောင်ပွဲ3ပွဲကစားခဲ့တယ်ခင်ဗျာအဲ့3ပွဲလုံးမြန်မာလက်ရွေးစင်ယူနဆက်နဲ့မြို့သားဘောလုံးအသင်းက1ပွဲမှမနိုင်ခဲ့ဘူးရှုံးပွဲ2ပွဲသေ1ပွဲရှိခဲ့တယ်ရှုံးတဲ့2ပွဲမှာဆိုရင်1ပွဲက15ဂိုးတောင်သွင်းထားရတယ်ခင်ဗျာရုပ်ပြက်ဆင်းပြက်ကိုရှုံးခဲ့တာဖြစ်ပါတယ်အဲ့ကလေးကမြန်မာပရိသတ်တွေကဒီနီးပြနဲ့တော့အသင်းကအစင်မပြေတော့ဘူးပြိုင်ပွဲဝင်လို့အစင်ပြေမှာမဟုတ်ဘူးလို့ထောက်ရောက်ခံတာတွေရှိခဲ့တယ်ဒါပေမဲ့ပြိုင်ပွဲသားနီးနေတော့နီးပြပြောင်းလဲလို့ကအစင်မပြေခဲ့ဘူးပေါ့လေမြန်မာနိုင်ငံကိုပြောင်းလာတဲ့ကာယအသင်းခါဝေးအသင်းခွဲပြီးကစားတယ်အဲ့မှာလည်းအသစ်ဖွဲ့ထားတဲ့ခါဝေးအသင်းကိုဂျပန်နိုင်ငံမှာသွားပြီးတော့စကန်ဝင်လေ့ကျင့်ခဲ့တဲ့ကူရိုဆာကီရဲ့လောက်ကကာယအသင်းဟာအသေးအံတွေကစားခဲ့ရတယ်နှစ်ပွဲလုံး3ဂိုး2ဂိုးနဲ့တော့အနိုင်ရခဲ့တယ်ခင်ဗျဒီမှာနေပရိသတ်တွေကစီးရင်မတိုင်ခင်အသင်းကိုပြောင်းလဲပြင်ဆင်ဖွဲ့စည်းမှုလုပ်ဖို့တင့်ပါပြီတော်ပါပြီအချိန်တန်ပါပြီဆိုပြီးတော့အကြံတွေပေးခဲ့ကြသေးတယ်ဒါပေမဲ့နိပြကူရိုဆာကီကမလုပ်ခဲ့ဘူးခင်ဗျသူ့ရဲ့စုဖွဲ့ထားပြီးသားဂျပန်နိုင်ငံမှာတွားရောက်ပြီးတော့စခန်းသွင်းထားတဲ့ကစားသမားအများစုကိုခေါ်ယူပြီးတော့ပဲစီကင်းသွားကစားခဲ့တယ်အဲ့မှာစီကင်းအုပ်စု2ပွဲလုံးရှုံးတယ်ဖိလစ်ပိုင်ကို2ဂိုးရှိနဲ့ရှုံးတယ်အင်ဒိုကို3ဂိုးနဲ့ရှုံးတယ်အုပ်စုကနေပြုတ်လာခဲ့တယ်ပေါ့လေအခုတော့နိပြကူရိုဆာကီဟာအသင်းနဲ့လမ်းခေါ်သွားပြီဒီတော့မြန်မာဘောလုံးဖွဲ့ချုပ်ဘက်ကမြန်မာလက်ရွေးစင်ယူနဆက်နဲ့အမျိုးသားဘောလုံးတွေရဲ့နိပြသစ်ဖြစ်ဘသူ့ကိုခန့်အပ်နေပြီလဲဆိုတာကျွန်တော်တို့စောင့်ကြည့်အောင်သာရှိပါတော့ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ